တင်မောအဟောင်းတွေကိုတန်းတူတန်းဆက်အဖြစ်ရောင်းချလီမရှိတာဘာကြောင့်လဲဆိုတာသင်သိပါသလားပိုင်ရှင်တွေကမယောင်းချင်လို့မဟုတ်ပါဘူးဒီတင်မောတွေကိုဖျက်သိမ်းရတဲ့အလုပ်ကအန်ဒီရများတာကြောင့်ဘယ်သူမှမလုပ်ချင်ကြလို့ပါတင်မောအဟောင်းတစ်စင်းကိုဖျက်သိမ်းတာဟာတမ်မနီတွေတင်ရမယ်နီလန်ကောင်းတစ်ခုလို့ထင်ရပေမဲ့တကယ်တော့အသက်အန်ဒီရရှိတဲ့အလုပ်တစ်ခုဖြစ်ပါတယ်အလုပ်သမားတွေဟာအစိတ်တင်စေတဲ့ပစ္စည်းတွေနဲ့ရင်းဆိုင်ရပြီးလေးလံနဲ့တတုမှုန်တွေပါတဲ့ဖုံမှုတ်တွေကိုရှုရှိတ်မိနိုင်သလိုစီအကျုံးကြံတွေကိုလည်းကင်တွဲဖြည့်ရှင်းရပါတယ်တင်ဘိုးရဲ့မခိုင်ခံတော့တဲ့တည်ဆောက်မှုကပိုပြီးအန်ဒီရများစေပါတယ်။တမ်မနီပြားတွေကအချိန်မရွေးပြိုကျလာနိုင်ပါတယ်။ဒီလိုအန်ဒီရတွေကြောင့်နိုင်ငံတော်တော်များများကသူတို့ရဲ့ကန်ယူတင်ဒီမှာတင်ဘောဖြတ်သိမ်းခြင်းကိုတားမြစ်ချကြပါတယ်။ဒါဆိုဒီတင်ဘောတွေကဘယ်ကိုရောက်သွားကြသလဲ။တင်ဘောဖြတ်သိမ်းခြင်းရဲ့90%နီးပါးကိုအိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာလှုပ်ဆောင်ကြပြီးအဲ့ဒီမှာကလှုပ်အားတက်တာတဲ့အလုပ်သမားတွေကဒီအန်ဒီရများတဲ့အလုပ်ကိုလုပ်ကိုင်ကြပါတယ်။တင်ဘောကကြီးကိုဖြတ်သိမ်းဖို့လာဒီနီဒါမှမဟုတ်နှစ်တွေနီကြာနိုင်ပါတယ်။ဖြတ်သွားပြီးအစိတ်ပိုင်းတွေကိုမယောင်းရသေးခင်ကွင်းပင်တွေထဲမှာပုံထားလေရှိပါတယ်။ဖြတ်သိမ်းမဲ့အခြားတချို့နိုင်ငံတွေကတော့သင်းဘိုးတွေကိုနှစ်မြုပ်ပြီးတဏ္ဍာကျောက်တုံတန်းတူတွေဖန်တီးကြပါတယ်။တချို့ကတော့ကမ်းခြေမှာဒီတိုင်းထားပြီးငှက်တွေနားခိုတာအဖြစ်တန်ကြီးတက်ခံထားကြပါတယ်။အပြင်းဆုံးနီးလန်းကတော့ပါလဲဆိုရင်တစ်စိတ်သင်းဘိုးတွေအဖြစ်ပင်လယ်ပြင်မှာဒီတိုင်းမျောပါသွားအောင်လွှတ်လိုက်တာပဲဖြစ်ပါတယ်။